ဘာကြောင့်ကျုံမြရနာတွေကိုစိုက်ထဲမှာကြည်တာနဲ့အပြင်မှာကြည်တာလုံးဝမတူရတာလဲမင်္ဂလာပါရှင်ဟေမာပါကျုံမြရနာတပွင့်ကိုစိုက်ထဲမှာကြည်ရင်တော့ရမ်းလာပြီးတော့အပြင်ရောက်တဲ့ခါကြလို့ရှိရင်ကြည်ရတာအယောင်မတူတော့ဘူးဆိုတဲ့ခံစားချက်မျိုးကိုလူတိုင်းခံစားပူကြပါပါအဲ့ဒါကဘာဖြစ်လို့လဲဆိုလို့ရှိရင်ကြောက်ရဲ့အလှကြောင့်မဟုတ်ဘဲနဲ့ lighting အလင်းရောင်ကွာခြားမှုကြောင့်ဖြစ်ပါတယ်ရှင်ဟေမာတို့ပတ်ဝန်းကျင်မှာအလင်းရောင်နှမျိုးရှိပါတယ်ဆိုင်တွေမှာ3လေ3တာရှိတယ် warm light fluorescent light နဲ့နောက်တစ်ခုကတော့တဘာဝအတိုင်းရရှိတဲ့ day light နေရောင်ခြည်ပါကျောင်းမျက်ရည်နာတပွင့်ကိုမီးအောက်မှာကြည့်တာနဲ့အပြင်တဘာဝနေရောင်မှာကြည့်တာနဲ့ကလုံးဝကိုကွာခြားနိုင်ပါတယ်ဒါကတော့ကျောင်းမျက်ရည်နာရဲ့သဘောတဘာဝပါပဲရှင်ဥပမာအဖြစ်နီလာတွေကနေလင်းရောင်အောက်မှာပို့ပြီးတော့အယောင်ကစိုးပြေတောက်ပနေပါတယ်ရူဘီတွေကတော့မီးရောင်အောက်မှာပို့ပြီးတော့အယောင်တောက်ပလင်းလက်ပြီးတော့လှပတက်လို့ပါဒါကြောင့်ကျောင်းမျက်ရည်နာတပွင့်ဝယ်တော့မယ်ဆိုလို့ရှိရင်မီးရောင်အောက်မှာရောနေရောင်အောက်မှာရောအရိပ်အောက်မှာရောကြည့်ဖို့မမေ့နဲ့နော်ဒီနေရာ၃ခုလုံးမှာလှနေတဲ့ကြောက်တပွင့်ကသာလင်တကယ် perfect လှတယ်လို့ဆိုလိုနိုင်ပါတယ်အဲ့တော့ကြောက်တပွင့်ကိုဝယ်တော့မယ်ဆိုလို့ရှိရင်မတူညီတဲ့အလင်းရောင်အောက်တွေမှာကြည့်ဖို့မမေ့နဲ့နော်အဲ့ဒါမှပဲကိုလိုချင်နှစ်သက်တဲ့အလှမျိုးကိုရနိုင်မှာပါရှင်ကျေးဇူးတင်ပါတယ်ရှင်